အမမွေရဟောကွာသေးပါအရှင်ကြီးပြင်းပြင်းဆိုရင်ပထမကြီးရက်ပြီးဖို့လေဟုတ်လားအခုကြည့်ရဒီလိုလိုရကြာတုံးလေးအောင်လာဘုံလူပဲပါပါဒီကမှာပြောနေတယ်ခင်ဗျာဟုတ်ကဲ့ရှင်လည်းကိုးစားကြတဲ့အလူတော်ကဖြစ်ဖြစ်ဟုတ်ကဲ့ကျွန်တော်တို့ရအောင်လာပွဲမှာသုံးနေကြရအောင်လာဘုန်းပွဲမှာရှင်လည်းကိုးစားကြတဲ့ဒီတွေဦးတရားဦးနဲ့သုံးမှုချစ်ဝိလေတို့ပွဲဟာဒုတိယကြည့်ပြီးနောက်ဆုံးကြည့်ဆက်လက်ရှင်လည်းထိုးသားရကျွန်တော်တို့သောမှုချစ်ဝင်းဒီဘက်ကဆက်လက်ထိုးသားလို့မနိုင်တော့တဲ့အတွက်ဒီပွဲမှာချစ်ထွေးဦးတရားဦးသုံးသိန်းတို့ရအောင်လံကိုအနိုင်ရရှိလို့သာသူစုခုပါပါညာသာသုံးသိန်းရအောင်လံစုကိုဘုရားပြုဦးတော်ကောင်းများစုတဲ့အချင်းဒီကိုဖိတ်ခေါ်ပါရခင်ဗျာသုံးသိန်းကျော်ရအောင်လားသူတယောက်ချင်းမိပေးကိုဦးတော်ကောင်းများတယောက်ချင်းမိပေးမှာဖြစ်ပါတယ်ဗျာဦးတော်ကောင်းများအချင်းချင်းပေါ်မှာတယောက်လည်း